ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ်3/2026 1389ခုနှစ်တပေါ်တွဲလပြည့်ကျော်2ရက်2026ခုနှစ်ဖေဖော်ဝါရီလ3ရက်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်419အရာပြည်ထောင်စုလွှတ်တော်၏ဥပဒေပြုခွင့်အာဏာကိုကျင့်သုံးလျက်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်အခန်း1အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်1ဤဥပဒေဟုပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဟုဖော်တွင်စေရမည်2ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်ကကြီးနိုင်ငံတော်ဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်ခခွေကောင်စီဆိုသည်မှာဤဥပဒေအရာဖွဲ့စည်းသည့်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုဆိုသည်အခန်းနှင့်ရည်ဝဲချက်များ3ကကြီးစစ်မှန်၍စီကံပြေဝသည့်ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးခခွေဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးငါကြီးတိုင်းပြည်တာယာဝေပြောရေးခကြီးစားရည်ရိခါပေါ်များရေးအခန်း3တာဝန်ပေးအပ်ခြင်း4ပြည်ထောင်စုလွှတ်တော်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကအာဏာခွဲဝေအပ်နှံထားသည့်အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာတို့ကိုမထိခိုက်စေဘဲဤဥပဒေ၏ရည်ရွယ်ချက်များနှင့်အညီပြည်ထောင်စု၏လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များငြင်းချမ်းရေးဆိုင်ရာကိစ္စရပ်များဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကိုအကြံပေးခြင်းညီနိုင်ဆောင်ရွက်ခြင်းတို့ပြုနိုင်ရန်အတွက်ကောင်းစီကိုဖွဲ့စည်းရန်နိုင်ငံတော်သမ္မတအားအခွင့်အာဏာအပ်နှံသည်ငါနိုင်ငံတော်သမ္မတသည်တင်းလျော်သည့်ပုဂ္ဂိုလ်များဖြင့်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအပါအဝင်အဖွဲ့ဝင်9ဦးထံမှပါဝင်၍ကောင်းစီကိုဖွဲ့စည်းရမည်6နိုင်ငံတော်သမ္မတသည်ကောင်းစီကိုဖွဲ့စည်းသည့်အခါဥက္ကဋ္ဌနှင့်အတွင်းရေးမှူးကိုသတ်မှတ်ပေးရမည်နိုင်ငံတော်သမ္မတသည်ပုံမှန်4ပါကိစ္စရပ်မှုနှင့်ဆက်လျင်၍ကောင်းစီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုသတ်မှတ်ပေးရမည်အခန်း4အထွေထွေရှုပြည်ထောင်စုအစိုးရအဖွဲ့သည်ကောင်းစီဝင်များ၏လစာစရိတ်အဆောင်အယောင်နှင့်ခံစားခွင့်များကိုသတ်မှတ်ပေးရမည်ကောင်းစီ၏သက်တမ်းသည်နိုင်ငံတော်သမ္မတ၏သက်တမ်းအတိုင်းထက်သည်10ကောင်းစီ၏ယုံလုပ်ငန်းများအတွက်နိုင်ငံတော်သမ္မတယုံကစီစဉ်ဆောင်ရွက်ပေးရမည်နိုင်ငံတော်သမ္မတယုံသည်ဤဥပဒေပါဖြန့်နှန်းချက်များကိုအကောင်အထည်ဖွဲ့စည်းနိုင်ရန်အတွက်လိုအပ်သည့်နည်းဥပဒေအမိန့်ကြော်ညာစာနှင့်ညွှန်ကြားချက်တို့ကိုထုတ်ပြန်နိုင်သည်